လောကမှာဒုက္ခအပေးဆုံးလို့ပြောရမယ့်တရားဟာအလုံးသိကြတဲ့အတိုင်းဓမ္မစကြာထဲမှာဒုက္ခသမုဒယဒုက္ခကိုထုတ်လုပ်ပြီးဒုက္ခကိုဖြစ်စေတဲ့တရားဟာဘာလဲလို့ဆိုတဏှာပဲဖြစ်တယ်။တဏှာထဲမှာဒုက္ခရောက်အောင်လုပ်တဲ့တခုတည်းသောတရားကိုနာမည်တက်ပြီးပြောပါဆိုလို့ရှိရင်တဏှာကိုပဲပြောရမှာပဲဖြစ်တယ်။သူ့ရဲ့လွှမ်းမိုးမှုအောက်မှာလူတွေဟာပြားပြားဝတ်နေကြတယ်။ချေးကျွန်အလားတဏှာရဲ့ကျွန်ဘဝရောက်နေကြတာ။သို့တော့ကိုယ့်ကိုကျွန်လို့သိမသိကြဘူးကွာအရှင်သခင်လို့ထင်တယ်။မဟုတ်ဘူးတဏှာခိုင်းရလုံးနေကြတယ်။တဏှာရဲ့ချေးကျွန်တွေဖြစ်နေကြတယ်။အဲ့ဒီတဏှာဟာဘဝတွေနောက်ထပ်ဘဝတွေကိုဖန်တီးနေတာသူပဲဘဝဆိုတာဖြစ်စေတာသူပဲသူဥဆောင်ပြီးတော့လှုပ်ရှားနေတာဖြစ်တယ်မျက်စိကမြင်တဲ့အာယုံဆိုတဲ့သဘောကျမျက်စိနဲ့မြင်တဲ့အာယုံသဘောကျပြီးနားကအပန်းကြတော့သဘောမကျဘူးလားမဟုတ်ကြပြန်တာနှာခေါင်းကအနံ့ဆိုတဲ့သဘောကျပြန်တာလျှာကအရသာဆိုတဲ့သဘောကျ